အေယံဒီတိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဋ္ဌသည်2026ခုနှစ်ဇူလိုင်လ31ရက်နေ့တွင်ကံကြီးတော်မြို့နယ်အတွင်းရှိဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ဒေသဖွံ့ဖြိုးရေးဆိုင်ရာလိုအပ်ချက်များကိုနားထောင်ဆွေးနွေးခဲ့ပါသည်။ရင်းနှီးနဲ့၈နာရီခွဲချိန်တွင်မြင်းကန်စိတ်တိုင်းနှင့်ဖူးချောင်ကြီးရွာအုပ်စုဖူးချောင်ကြီးရွာသို့တွားရောက်ပြီးဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ပြည်သူများကဒေသဖွံ့ဖြိုးရေးလူမှုရေးနှင့်အခြေခံအဆောက်အအုံဆိုင်ရာလိုအပ်ချက်များကိုဆွေးနွေးတင်ပြခဲ့ကြပါတယ်။တင်ပြချက်များပေါ်လွှတ်တော်ဒုတိယဥက္ကဋ္ဌကကဏ္ဍအလိုက်သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်းညှိနှိုင်း၍အကောင့်ထဲပေါ်ဆောင်ရွက်ပေးနိုင်ရေးအတွက်လိုအပ်သည့်များကိုပြန်လည်ရှင်းလင်းဖြေကြားခဲ့ပြီး9နာရီခွဲအချိန်တွင်တွေ့ဆုံပွဲပြည်စည်းခဲ့ပါတယ်ရှင်။ရှင်းနောက်နနက်10:00နာရီအချိန်တွင်ကံကြီးတော်မြို့နယ်ကျွန်းတော်ကုန်းကြီးရွာဒေသခံပြည်သူ90ဦးနှင့်ထပ်မံတွေ့ဆုံခဲ့ပါတယ်။တွေ့ဆုံပွဲတွင်လွှတ်တော်ဒုတိယဥက္ကဋ္ဌကလွှတ်တော်၏လုပ်ငန်းဆောင်ရွက်မှုများနှင့်လွှတ်တော်တွေ့ဆုံများကိုရှင်းလင်းပြောကြားခဲ့ပြီးဒေသခံပြည်သူများ၏ဒေသဖွံ့ဖြိုးရေးလူမှုရေးနှင့်အခြေခံအဆောက်အအုံဆိုင်ရာလိုအပ်ချက်များကိုနားထောင်ဆွေးနွေးခဲ့ပါတယ်။ဆက်လက်၍တင်ပြချက်များအပေါ်သက်ဆိုင်ရာကဏ္ဍ၌ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပြီးသက်ဆိုင်ရာဌာနများနှင့်ပူးပေါင်းညှိနှိုင်းကာအမြန်ဆုံးကောင်းထည်ပေါ်ဆောင်ရွက်ပေးနိုင်ရေးအတွက်လိုအပ်သည့်များကိုမှာကြားခဲ့ပြီးမွန်းတင်12နာရီချိန်တွင်တွေ့ဆုံပွဲပြည်စည်းခဲ့ပါကြောင်းသိရှိရပါတယ်ရှင်။